OK မင်္ဂလာပါကျွန်တော်အခုရောက်နေတာကတော့ကျွန်တော်တို့ KA ကနေပြီးတော့ကီလိုမီတာ80ကျော်ဝေးတဲ့စွန်ကိုင်းပီလက်ဆိုတဲ့နေရာပေါ့နော်စလန်ကောပိုင်ထဲမှာရှိပါတယ်အဲ့ကအကြမောက်သီးချောင်ကိုရောက်နေတာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့အခုဆိုရင်ကမောက်သီးချောင်ကိုကွင်းစင်းလေးလာနေပါတယ်ဗျကမောက်သီးတွေမှာအစိမ်းလေးတွေကြည့်အစိမ်းလေးတွေအဲ့ဒါမှဲ့သေးဘူးပေါ့နော်မှဲ့တဲ့အလုံးရှာကြည့်မယ်ကျွန်တော်ဆက်ပြီးတော့ဆက်သွားကြည့်ရှင်းမလည်းတဝက်ရှာနေရမနေ့ကမှသူအတိရခူးထားတာပြောတယ်ဒီမှာဆိုလည်းအစိမ်းနေတော့မမှဲ့သေးဘူးလားအစိမ်းနေမမှဲ့သေးဘူးမှဲ့အလုံးရှာကြည့်ကြအောင်ရှာပါပဲသုတလာကံကောင်းသလားတော့တလုံးမှကုန်မတည်းသူတော့လိုက်သွားကြည့်မယ်ရှာရဲဆိုရင်တွေ့ဟိုဘက်မှာလည်းအခင်းတွေကတောက်လျှောက်ရှိရနော်ဟိုဘက်မှာဆိုကြွေကြနေအသီးတွေအောင်ရှိတယ်ဟိုဘက်ခြံထဲမှာဒီဘက်မှာလည်းအကောင်တွေစားလို့ကြွေကြတဲ့အသီးတွေရှိတယ်။နဲ့တော့နောက်ချီနဲ့နောက်ချီထည့်ရတယ်ပြီ။နောက်ချီထည့်ရတယ်။နေတော့နောက်ချီထည့်ဒီမှာဆိုလဲတစ်လုံးနဲ့ကြည့်တယ်ဒါနဲ့မလောက်ဟိုမှာတစ်လုံးတွေ့โอเคဒီမှာနဲ့တော့အလုံးကြီးမဟုတ်ဒီကောင်မတွေ့ပါဘူးကြာတော့အလုံးကြီးမဟုတ်နော်အဲ့တော့ကျွန်တော်ဒီလုံးကိုယူမယ်လုံးဘယ်လိုယူအောင်โอเคဒီမှာနော်ဒီလုံးကြည့်ကြည့်ပြတော့မိုက်တယ်နောက်ထပ်ချကြည့်မယ်ဟိုမှာတော့တွေ့တယ်တစ်လုံးအဲ့လုံးကတိတ်တော့ကြီးပုံမပေါ့ဘူးနော်တေးသေးလေးဆိုတော့အဆင်မပြေဘူးတည်းနော်အဆင်မပြေဘူးနဲ့တေးရှုပ်အရှာကြည့်ရာသီကတော့ပူတယ်ဗျပူတဲ့ဒေသမှာလည်းစိုက်လို့ရတယ်နည်းနည်းတော့ထူးဆန်းနော်ကျွန်တော်တို့အေးမှာဆက်ရတယ်ထင်တယ်ဒီမှာဆိုလည်းတစ်လုံးအောက်ကိုကျွေကြတယ်ကျွန်တော်ထင်တယ်ဒီကောင်ကအကောင်တစ်ကောင်ကိုကိုက်ထားတာပြီတီးကတော့ကြီးပြီးတော့အကောင်တစ်ကောင်ဒါကိုက်ထားတယ်လားဒါမှဲ့ပြီးတော့ဒါဆိုရင်စားမယ်ဆိုလည်းစားလို့ရတယ်အကောင်ကိုက်ထားတဲ့နေရာဒီလေးတန်းဒါပေမဲ့တော့ဒီမှာတော့ပေါ်တော့မစားကြဘူးအဲ့လိုမျိုးပဲကျွေကြနေတယ်အများကြီးဒီရလက်တိုက်တယ်ဒီခြံထဲမှာနေတဲ့ခွေးတောင်စားတယ်ဗျအဲ့နဲ့အဲ့ကောင်တော့ဒီမာရီဆိုတဲ့တောက်လျှောက်ကျွေကြနေကြည့်ဒါအလုပ်သမားတွေနည်းနည်းပေါ့ရောတော့ခြံအလုပ်သမားတွေပေါ့ရောတော့အသီးကမှဲ့နေတာမတွေ့တော့ဒီကြကုန်လာတယ်ကြည့်ဟိုပတ်ဒီမှာလည်းရှိတယ်ဒီမှာဆိုလည်းအလုံးဝဒီဘက်အချမ်းကိုမရောက်တာဖြစ်တယ်တော့မှတော်တော်ကြွေဒီမှာလည်းကြွေကြနော်ဟုတ်ကဲ့တစ်ချမ်းလုံးကိုနီးပါတဝက်ချမ်းတဝက်နီးပါလောက်ပတ်တာတစ်လုံးပဲကြာအေးလိုက်လာပြီတစ်ချမ်းလုံးမှာငါပတ်တာတစ်လုံးပဲကြာโอเคထွက်ကြ
ဒီဘက်ဆိုရင်ဒါလေးအပင်ပေါက်လေးအပင်ပေါက်လေးပင်ပေါက်လေးဒီမှာဆိုရင်ဒီမှာတစ်လုံးရှိသေးတယ်ဗျာနည်းနည်းရှူးလိုက်မယ်နေထားကောင်းလားနေထားဘယ်လိုရှူးလိုက်နေထားတော့မလှဘူးနော်နောက်တော့ယူတော့ပြန်မနေရတာပဲဟာအဆူရတော့မနေဘူးဒါကမောင်ကြီးချန်တဲ့သွားရင်တော့ဆူပါလေဗျာတတိထားပါခဏမှအဆူတွေအများကြီးပါငကမောင်ကြီးအပင်ကိုမျိုးပြန်ဆိုင်ခိုင်းပွားတဲ့ပုံစံမျိုးနော်ဒီကောင်ဖြတ်ပြီးတော့အော်အင်းမထုံးတူထားတယ်ပြန်ဆိုင်โอเค